ကျမအမေကကျမကိုလုံးဝမမွေးလာစေချင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ကျမသာမွေးလာရင်သူ့ရဲ့ကမ္ဘာအလှဆုံးဆိုတဲ့ဂုဏ်ပုဒ်ကိုလူယူသွားမှာဆိုလို့ပါ။ဒါကြောင့်ကိုဝင်ဖြစ်စေးတွေကို3လတိတိတောက်ခဲ့ပါတယ်။ဒါပေမဲ့လည်းကျမကတော့မွေးလာခဲ့တာပါပဲ။ပိုဆိုးတာကအမေငယ်ကအရန်ချစ်ခဲ့ပေမဲ့မရခဲ့တဲ့ယောက်ျားကိုကျမကရခဲ့တာပါပဲ။ကျမတို့မိသားစုမှာလူသိရှင်ကြားလျှို့ဝှက်ချက်ကြီးတစ်ခုရှိပါတယ်။အမေမွေးကလေးကသူ့ကိုယ်မှာကျင်းစာတစ်ခုပါလာခဲ့တာပါ။အဲ့ဒါကတော့သမုဒ္ဒရာလေးစင်းနဲ့ရက်ရှိမျက်နှာအလှဆုံးစင်းရဲ့ထိတ်ဆုံး3ယောက်စင်းကနေသားသူကြဆင်းသွားခဲ့ရင်ချက်ချင်းကိုတည်ဆုံးသွားမယ်ဆိုတာပါပဲ။အစကတော့အဖေနဲ့အမေကတိတ်မကြောက်ပါဘူး။အမေရဲ့အလှကဒီစင်းမှာနှစ်ပေါင်းသိန်းချီပြီးထိတ်ဆုံးကနေရက်တည်နိုင်တယ်လို့ယုံကြည်ထားလို့ပါ။ဒါပေမဲ့ပထမဆုံးသားဖြစ်တဲ့ကျမရဲ့အကိုကြီးကိုလည်းမွေးလိုက်ရောလေထဲမှာမော်စာလေးကြီးတစ်ခုပေါ်လာပြီးပထမအလှဆုံးခင်စည်းဖို့ဆိုပြီးအကိုကြီးကနံပါတ်1နေရာကိုယူသွားပါတယ်။အမေနည်းနည်းတော့ကြောင်သွားပေမဲ့တိတ်တယူမဆိုင်သေးပါဘူး။ဒုတိယမြောက်သမီးကျမအမလက်ကိုလည်းမွေးရောစာလေးကထပ်ပေါ်လာပြီးပထမအလှဆုံးရွေးကျုံဆိုပြီးအမလက်ကနံပါတ်1နေရာကိုထပ်ယူသွားပြန်ပါတယ်။ဒီခါကျမှအဖေရမ်းလန့်သွားပြီးသူတို့လင်မယား2ယောက်အခန်းခွဲအိပ်ပါတော့တယ်။ဒါပေမဲ့သူတို့2ယောက်ကနေဝင်ချိန်တိုင်းလာတာဆောင်မှာလက်လေးတွေကင်ပြီးလမ်းစွန့်နေတက်လို့အကိုနဲ့အမကအတင်းခွဲရသေးတယ်လေပြဿနာကအမလက်အရွယ်ရောက်တဲ့ပွဲမှာစတာပါပဲ။အဖေကတစ်ပင်အောက်မှာမြုပ်ထားတဲ့2လေးထောင်တက်တန်းရှိဝိုင်ဟိုးကိုဖော်ပြီးတိုက်လိုက်တော့မိသားစု4ယောက်လုံးအမှုလွန်သွားကြပါတယ်။ခွဲရမယ့်ဟာကိုမေ့ပြီးအဖေနဲ့အမေကအတူတူအိပ်မိသွားကြပါတယ်။နောက်နေ့မနေ့ကျတော့အခန်းထဲကနေလန်းပြတ်អော်တဲ့အတန်တွေထွက်လာလို့အကိုနဲ့အမပြေးလာကြည့်ကြပါတယ်။2ယောက်လုံးကသပင်တွေဖိဖို့မပြောနဲ့ဖက်တောင်မစီးနိုင်ပဲပြေးလာကြတာပါ။အခြေအနေကိုလည်းမြင်ရောအိမ်ကောင်ကိုပွင့်ထွက်မတက်ဝိုင်းអော်ကြပါတော့တယ်။နောက်ဆုံးအတန်တွေဝင်သွားတော့မှအဖေကတုံရီနေတဲ့လက်နဲ့စာရွက်ပေါ်မှာမနှမ်းကြနဲ့ဦးဘာမှမဖြစ်တော့ပါဘူးလို့ရေးပြပါတယ်။ဒါပေမဲ့အမေဘက်ကတဖြည်းဖြည်းကြီးလာပါတယ်။အစားကအကိုကြီးကငါတို့မကြသေးခင်ကအစားတောက်တွေကောင်းလို့အမေဝလာတာနေမှာပါလို့ပြောလို့တက်လို့ပြောင်းစားကြည့်ပေမဲ့ဘိုက်ကဘူးဖောင်းလို့ဆက်ကြီးလာပါတယ်။ဒီအခါမှာအမေကတော့သူ့သေးဖို့တေချာသွားပြီဆိုပြီးငွေရင်းမပူပါနဲ့အမေကနှစ်ပေါင်း3သိန်းကျော်နေခဲ့ရပြီးမင်းတို့အဖေနဲ့မင်းတို့လိုကလေးတွေနဲ့တွေ့ရတာအရှုံးမရှိပါဘူး။တေးရလဲတေးပါစီတော့နောက်ဆိုရင်မင်းတို့ကိုမင်းတို့ဂယုစိုက်ကြနော်လို့မှာပါတယ်။အဖေကလည်းမင်းမရှိရင်ကိုလည်းမနေနိုင်ဘူးလို့ငိုတယ်လို့အကိုကြီးကလည်းအမေမရှိရင်ဒါလည်းမနေဘူးလို့ငိုကြပါတယ်။အဲ့ဒီချိန်မှာအမလက်ကခြံထဲကတစ်ပင်ကိုပြေးတိုက်ပြီးကိုတက်သေးဖို့ကြိုးစားပါတယ်။အားလုံးကဝိုင်းဆွဲထားတော့သူမကငိုပြီးငါသာတည်သွားရင်အမေကဒုတိယအလှဆုံးစရင်ကိုပြန်ရောက်သွားမှာအဲ့ဒီတော့ကလေးအစ်ထပ်မွေးလာရင်တော့အမေသေးစရာမလိုတော့ဘူးလို့ပြောပါတယ်။အဲ့ဒါကိုအကိုကြီးကလည်းညီမလေးပြောတာအတိတ်ပဲရှိတယ်ဆိုပြီးသူပါတစ်ပင်ကိုလိုက်ပြီးဝင်တိုက်ဖို့ကြိုးစားပါတော့တယ်။အဖေနဲ့အမေမှာနောက်3လတိတိသူတို့2ယောက်ကိုနေတိုင်းမနေဆွဲထားရပါလေရောနောက်ဆုံးတော့အဖေလည်းပြင်ပန်းလာပြီးကိုဝင်ဖြစ်စေးတစ်ခွက်ကိုစပွဲပေါ်ချလိုက်ရင်မင်းကလေးကိုမစွန့်လို့ရဘူးဆိုတာကိုသိပါတယ်။ဒါပေမဲ့ငါတို့သားဖ3ယောက်အတွက်တော့တောက်လိုက်ပါတော့ကလေးလေးရဲ့အဖေနဲ့အမေကရက်ဆက်တယ်လို့အပြစ်မတင်ပါနဲ့မိသားစု9ယောက်လုံးတရားမဲ့အစားသမီးလေး1ယောက်ထဲသွားတာကပိုကောင်းပါတယ်လေဆိုပြီးပြောပါတယ်အမေလည်းငိုပြီးတောက်လိုက်ပါတယ်ဒါပေမဲ့ဘာမှကိုမဖြစ်တာနေတိုင်းချက်စီးတွေတစ်ခွက်စီတောက်ပေမဲ့အမေဘိုက်ကနေတိုင်းပိုကြီးလာတယ်ကလေးတွေကနေတိုင်းတစ်ခါတက်သေးဖို့စူးစမ်းတယ်လို့အဖေကနေတိုင်းတေတန်းစာတစ်စောင်စီရေးနေကြပါလေရောနောက်ဆုံးတော့ကျမကိုမွေးဖွားမဲ့ရရောက်လာပါပြီအားလုံးကကြောက်လန့်တကြားနဲ့အမေတေတော့မယ်ဆိုပြီးစောင့်နေကြပါတယ်ထူးထူးဆန်းဆန်းပဲအမွှေးတိုင်တစ်တိုင်ကုန်နှစ်တိုင်ကုန်တဲ့အထိဘာမှမဖြစ်ပါဘူးအဲ့လိုနဲ့လမ်းမင်းကြီးကောင်းကင်ထက်ရောက်လာချိန်မှာဗိုက်စာလို့ကျမရဲ့အုံငိုတန်ထွက်လာပါတယ်အဲ့ဒီတော့မှအားလုံးတတိဝင်လာပြီးအကိုကြီးကဒါဆိုအမေကတတိယမြောက်အလှဆုံးနေရာမှာရှိနေသေးလို့မတေတော့တာလားဆိုပြီးအံ့ဩတကြီးပြောပါတယ်အဖေကလည်းမျက်ရည်တွေနဲ့ဝမ်းသာအားရကျမကိုဖတ်ထားလိုက်ပါတော့တယ်နှစ်တွေကြာလို့ကျမရွယ်ရောက်တဲ့ပွဲမှာအဖေကဒီအကြောင်းတွေကိုပြန်ပြောပြရတယ်လေအဲ့ဒီတော့မှကျမကအားလုံးကိုဝိုင်းမတော့ဖို့တားလိုက်ပြီးမိကုန်းတွေပြန်မေးလိုက်ပါတယ်ပထမဆုံးအကိုနဲ့အမကိုမေးလိုက်ပါတယ်အလှစရင်ကနေနေရာဖယ်ပေးခြင်းရင်ကိုမျက်နှာကိုဓာတ်နဲ့လိလိုက်ရင်ရတာပဲလေဘာလို့တက်သေးဖို့စူးစမ်းခဲ့ကြတာလဲလို့မေးတော့မှနှစ်ယောက်သားအံ့ဩသွားပြီးဟာဟုတ်သားပဲအဲ့ဒီလိုလုပ်လို့ရတာပဲဆိုပြီးသဘောပေါက်သွားကြပါတယ်ပြီးတော့အဖေကိုလှည့်မေးလိုက်ပါတယ်အဲ့ဒီကိုဝင်ချက်ဆေးကဘယ်ကရတာလဲလို့မေးတော့အဖေကလူပြည်ကဆရာဝန်စီကဆေးစာသွားတောင်းတာလေးတဲ့လူပြည်ကဆေးကနတ်ဖျားတွေအပေါ်အာနိတင်ပြပါမလားအဖေရဲ့လို့မေးတော့မှအဖေကခေါင်းကုပ်ပြီးအော်ဒါကြောင့်တနေ့တစ်ခွက်တောက်လဲဘာမှမဖြစ်တာကိုတဲ့ဒီတော့အမေကအတုံးဝင်မှန်းသိရင်ဆေးပြောင်းဖို့မတွေးဘူးလားလို့အဖြစ်တင်တော့အဖေကရဲပြီးမင်းကအရသာရှိတယ်ဆိုလို့ကိုကနေတိုင်းကြိုတိုက်နေခဲ့တာပေါ့တဲ့ချိန်စာကရောဘသူတိုက်တာလဲလို့မေးလိုက်တော့ဘသူမှမသိကြပါဘူးကျမလည်းတက်ပြင်းချလိုက်ပြီးဒီလူ4ယောက်ရဲ့အလှတရားကအုံနောက်နဲ့လဲထားတာပဲလို့တွေးလိုက်မိပါတယ်ဒါနဲ့ချိန်စာအကြောင်းစုံစမ်းဖို့မိသားစု9ယောက်သမုတ်တရား4စင်းကိုခွဲသွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်အမေကမြောက်ပိုင်းသမုတ်တရားကိုအဖေနဲ့သွားကျင်တယ်လို့နေလို့ကျမကဝင်တားလိုက်ပါတယ်မရဘူးအဖေနဲ့အမေတခြားသွားသမီးမြောက်ပိုင်းကိုသွားမယ်သမီးရဲ့ဖူးစာရှင်ကမြောက်ပိုင်းသမုတ်တရားမှာရှိနေတယ်လို့ပြောလိုက်တော့မှအမေကပြီးရောလေအုံနောက်ရှိတဲ့သူစကားနားထောင်ရမှာပေါ့ဆိုပြီးသဘောတူလိုက်ပါတယ်ပြဿနာရဲ့အစကမြောက်ပိုင်းသမုတ်တရားမှာရှိနေတာပဲဖြစ်ရမယ်လို့ကျမတွေးမိတယ်ကျမအမေကမြောက်ပိုင်းသမုတ်တရားကငကျင်းညီရောင်လေးပါငကျင်းညီတွေမှာထုံးစံတစ်ခုရှိပါတယ်အဲ့ဒါကတော့အရွယ်ရောက်တဲ့ပွဲမှာ9တိုင်းကကားတကားကိုခုံကျော်ဖို့စူးစမ်းကြရတာပါပဲဒါပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း3သိန်းအတွင်းမှာဘယ်ငါးမှမအောင်မြင်ခဲ့ဘူးလေကျမအမေကနှစ်ပေါင်း3သိန်းအတွင်းမှာတကောင်လေးတော့ငကျင်းညီလေးဖြစ်ပြီးမြောက်ပိုင်းတကားမင်းကျင်ရွက်နဲ့ဖူးစာဖက်တွေဖြစ်ခဲ့တာမလို့အားလုံးကအမေကိုမျှော်လင့်ချက်ကြီးထားခဲ့ကြပါတယ်ဒါပေမဲ့အမေကပြင်းရည်ပြီးစားဖို့တောက်ဖို့စုပ်ဖို့လောက်ပဲစိတ်ဝင်စားတာပါဒါကြောင့်နေတိုင်းညဘက်တွေအိမ်မပြောလို့စိတ်ညစ်နေတော့သူ့တငယ်ချင်းပိုင်ရှင်းကဖြေသိမ့်ပါတယ်အိတ်ဆမရှိပါဘူးနေညဘက်အိမ်မပြောတာပုံမှန်ပဲလေအဲ့ဒါကနေနေကင်းဘက်တွေအရန်အိတ်ထားလို့ပေါ့တဲ့အဲ့ဒီတော့မှအမေလည်းသဘောပေါက်သွားပါတယ်နောက်ပိုင်းရွယ်ရောက်တဲ့ပွဲလဲရောက်ရောသူ့တငယ်ချင်းပိုင်ရှင်းကအားလုံးထင်မထားပဲငကားတကားကိုခုံကျော်သွားပါတယ်ချက်ချင်းပဲငကားဖြူအဖြစ်ပြောင်းလဲသွားပြီးငကားမင်းချင်းရန်စီမှာကိုလုတ်တော်ဖြစ်တောင်းဆိုလိုက်ပါတယ်အဲ့ဒီတော့မှအမေလည်းအသေးတွေကွဲပြီးငကားတကားပေးမှာပဲသူ့တငယ်ချင်းအတွက်မျက်ရည်တွေနဲ့လက်ခုပ်တီးပေးခဲ့ပါတယ်
ပြီးတော့သူ့ရဲ့အရွယ်ရောက်တဲ့ပွဲနေ့မှာပဲအထုပ်လေးဆွဲပြီးထွက်ပြေးသွားပါတော့တယ်။စာရွက်လေးတစ်ရွက်ပဲခြံထားခဲ့ပြီးစာထဲမှာအတွေ့အကြုံရှာဖို့ထွက်သွားပါပြီလို့ရေးထားခဲ့လေရဲ့။တကယ်တော့အမေကတကားကိုစူးစမ်းခုံရမှာပြင်းလို့ထွက်ပြေးတာပါ။အဲ့ဒီလိုထွက်ပြေးရင်းနဲ့မှဖူရှိတောင်ဆောင်တဲ့ဖြစ်တဲ့ကျမအဖေနဲ့တွေ့ခဲ့တာပါ။သူတို့နှစ်ယောက်မြင်မြင်ချင်းချစ်မိသွားပြီးဖူရှိတောင်ပေါ်ကိုအတူတူပြန်သွားကြတာအဲ့ဒီမှာတင်နှစ်ပေါင်းတောင်းချီကြာသွားပါတော့တယ်။ကျမလည်း3ရက်တိတိမနာရန်ခီးနေခဲ့ပြီးမြောက်ပိုင်းသမုဒ္ဒရာနာကမြို့လေးကိုရောက်လာခဲ့ပါတယ်။သွားနေရင်ကောင်းကင်ကိုမောကြည့်လိုက်တော့တိမ်မဲတွေဖုံးနေပြီးလျှက်စီးတွေလည်းတလက်လက်နေပါတယ်။ကျမအရန်နားမလည်နိုင်ဖြစ်သွားတယ်။အမေပြောပြဘူးတာကမြောက်ပိုင်းသမုဒ္ဒရာကအရန်ကိုအေးချမ်းသာရတာလေ။အခုလိုမျိုးမဟုတ်ပါဘူးပြီးတော့မြို့ထဲမှာလည်းပစွန်စစ်သားတွေနဲ့ကနန်းစစ်ဗိုလ်တွေကကင်းလှည့်နေကြပါတယ်။ဒါကြောင့်မှောင်သွားမှာပဲမြို့ထဲဝင်ဖို့ချက်ချင်းဆုံးဖြတ်လိုက်တယ်။မြို့ပြင်ဘက်အနီးဆုံးတောင်ကုန်းတစ်ခုပေါ်မှာထိုင်ရင်းမှောင်လာမဲ့အချိန်ကိုစောင့်ပြီးလျှက်စီးတွေကိုထိုင်ရင်းနေလိုက်ပါတယ်။အဲ့လိုလုပ်နေရင်အိတ်ကက်ထဲကနေတစ်တီးတွေထုတ်စားနေလိုက်တယ်။ကျမတို့တောင်ပေါ်ကတစ်တီးတွေကအရန်စားလို့ကောင်းတာလေ။ကျမလည်းတထိုင်နဲ့အများကြီးစားပစ်လိုက်တယ်။နောက်ဆုံးတစ်တီးတစ်လုံးကိုပါဇက်ထဲထည့်ဖို့လှုပ်လိုက်တဲ့အချိန်မှာအနောက်ဘက်တစ်ပင်ပေါ်ကနေနေပါဦးဆိုတဲ့အတန်ထွက်လာတယ်။ကြည့်လိုက်တော့တကိုင်းပေါ်မှာယောက်ျားလေးတစ်ယောက်ထိုင်နေပါတယ်။သူကအဖြူရောင်ဝိယုံကိုဝတ်ဆင်ထားပြီးငွေရောင်ငကားပုံတွေထိုးထားပါတယ်။သူ့ပုံစံကြည့်လိုက်တာနဲ့တထေးသားမှန်းသိတာတယ်။ဖြူပြီးချုံမောတဲ့မျက်နှာလေးရှိပေမဲ့နည်းနည်းတော့ပင်ပန်းနှွမ်းနေပုံပါပဲ။ကြည့်ရတာဒုက္ခရောက်နေတဲ့တထေးလေးထင်ပါတယ်။ဒီလိုနဲ့သူကတကိုင်းပေါ်ကနေခုန်ဆင်းလာပြီးစားကျင်နေတဲ့မျက်လုံးတွေနဲ့ကျမရဲ့တစ်တီးကိုကြည့်နေပါတယ်။ဒီလိုအစင်ကောင်လေးတွေကိုမြင်နေကြမှုလို့ကျမအတွက်တော့ရိုးနေပါပြီ။ဒါကြောင့်လက်ထဲကတစ်တီးကိုစားတော့မလို့လုပ်ပြလိုက်တယ်။အဲ့ဒီခါကျအဖြူရောင်ဝတ်စုံနဲ့ကောင်လေးကမျက်လုံးပြူးသွားပြီးချက်ချင်းပဲငိုတော့မဲ့ရုပ်လေးဖြစ်သွားပါတယ်။ကျမလည်းရက်လိုက်ပြီးစားကျင်လို့လားလို့မေးလိုက်တယ်။သူ့မျက်လုံးလေးအယောင်လက်သွားပြီးအာနာနာနဲ့ခေါင်းကြီးပြပါတယ်။အဲ့ဒါနဲ့ကျမလည်းစားကျင်ရင်ငါမေးတဲ့မေးခွန်းတွေကိုဖြေမှပေးမယ်သဘောတူလားလို့မေးလိုက်တယ်။သူကဘာမှမစင်စားပဲချက်ချင်းခေါင်းကြီးပါတယ်။ကျမလည်းတစ်တီးကိုကမ်းပေးလိုက်တယ်။ပြီးတော့ကောင်းကင်မှာလည်းတိမ်မဲတွေလျှက်စီးတွေနဲ့မြို့ထဲမှာလည်းစစ်ဆေးရေးတွေလှည့်ပတ်နေကြတယ်။ဘာတွေလုပ်နေကြတာလဲလို့မေးလိုက်တယ်။သူကပလုတ်ပလောင်းနဲ့ဝါဆိုင်ရင်သူတို့လူရှာနေကြတာတဲ့။ဘသူ့ကိုရှာတာလဲလို့မေးတော့ငကားမင်းရဲ့သားကိုတဲ့။ငကားမင်းသားလေးပျောက်သွားလို့လားလို့မေးလိုက်တော့မဟုတ်ဘူးအိမ်ပေါ်ကဆင်းသွားတာတဲ့။ဒါဆိုဘာလို့အိမ်ပေါ်ကဆင်းသွားတာလဲလို့မေးတော့ကောင်လေးရဲ့မျက်နှာမှာအထီးကျန်တဲ့အရေးအယောင်လေးဖြတ်ပြေးသွားပြီးသူ့မွေးဖွားလာတာအမားတစ်ခုဆိုတာသူသိသွားလို့နေမှာပေါ့တဲ့။ကျမထပ်ပြီးအသေးစိတ်မေးချင်ပေမဲ့သူ့ရဲ့အပြစ်ကင်းတဲ့မျက်နှာလေးကိုကြည့်ပြီးကျမတို့အိမ်ကမိသားစုဝင်တွေနဲ့တွားတူနေလို့တန်ရောစင်တောင်ပူဖြစ်သွားပါတယ်။ဒါကြောင့်မမေးတော့ဘူးဆုံးဖြတ်လိုက်တယ်။ကျန်တဲ့ကိစ္စတွေကိုမြို့ထဲရောက်မှတဖြည်းဖြည်းစုံစမ်းတော့မယ်လို့တွေးလိုက်တယ်။ကျမလည်းသူ့ကိုကြည့်ပြီးငါနာမည်ကရွှဲမို့နင့်နာမည်ဘယ်လိုခေါ်လဲလို့မေးလိုက်တယ်။သူကသူ့ကိုသူချင်းရန်နဲ့အဲ့ဒီတော့မှကျမလည်းသူကမြောက်ပိုင်းငကားမင်းချင်းရွှဲရဲ့သားပဲဖြစ်ရမယ်။နောက်တော့ကျမသတိထားမိလိုက်တယ်။ကျမတို့ထိုင်နေတဲ့တောင်ကုန်းကဘာတောင်လဲမသိဘူး။မျက်ပင်တွေရောတစ်ပင်တွေရောအကုန်လုံးအဖြူရောင်အလင်းတန်းတွေထွက်နေတာပဲ။ပြီးမှတေချာကြည့်လိုက်တော့သူ့ရဲ့တကူလုံးကနေအလင်းရောင်တွေထွက်နေတာပါ။ကျမလည်းလာရင်ကိစ္စကိုမမေ့ပဲချင်းရန်ကိုမြို့ထဲအတူတူခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။မဟုတ်ရင်သူ့အပြင်မှာလေလွတ်နေရင်းနဲ့နောက်ရက်တွေဆိုတက်ခောက်တွေထိုင်ခွာစားနေရလိမ့်မယ်လေ။ညမောင်သွားပြီးလျှက်စီးတွေလည်းရက်သွားပြီးမို့ကျမလည်းငါတို့မြို့ထဲကိုဝင်ကြရအောင်။နင်းစားစရာတစ်ခုခုသွားရှာစားငါကလူတွေကိုကိစ္စလေးတွေသွားမိလိုက်မယ်လို့ပြောလိုက်တယ်။အဲ့တော့သူကကျမကိုမြို့ထဲဝင်မလို့လားတဲ့။ကျမလည်းစိတ်ထဲကနေဒီကောင်လေးတော်တော်တုံးတာပဲလို့တွေးလိုက်တယ်။နေကင်းဘက်စစ်သားတွေကင်းလှည့်နေလို့ညဘက်မြို့ထဲဝင်ပြီးစားစရာရှာဖို့တော့မတွေးတတ်ဘူးလား။ငါလိုစိတ်ထားကောင်းတဲ့သူနဲ့တွေ့လို့တော်သေးတာပေါ့လို့တွေးပြီးခေါင်းညှိလိုက်တယ်။ဒီလိုနဲ့သူ့လက်မောင်းကိုဆွဲပြီးရေအောက်မြို့တော်တကားစီကိုပြန်တန်းသွားလိုက်ပါတယ်။သူကကြောက်ရတဲ့ကြားနဲ့အရန်မြန်လို့ဖြည်းဖြည်းသွားပါတယ်လေ။ကျမလည်းမဆောင်နိုင်တော့ဘူးလို့ပြောလိုက်တယ်။ဒါပေမဲ့အရန်လင်းနေတယ်လေတဲ့။ကျမလည်းသူ့ကိုဘာလင်းတာလဲလျှက်စီးတွေရက်သွားပြီလေရောက်တော့မယ်အတန်မထွက်နဲ့လို့ပြောလိုက်တယ်။ဒါပေမဲ့ရေအောက်မြို့ရိုးကိုကြော်ပြီးမြေကြီးပေါ်ကိုလည်းဆင်းလိုက်ရောပစွန်စစ်သားတွေနဲ့ကနန်းစစ်ဗိုလ်တွေရဲ့လှန်တွေကကျမတို့လေဘင်းပေါ်ရောက်လာပါတော့တယ်။မြန်မြန်တကားမင်းကြီးကိုတွားလျှောက်တင်ကြမင်းသားလေးကိုတွေ့ပြီးတဲ့။ကျမအရန်အံ့ဩသွားပြီးငါပဲနေရာမှာမှားသွားတာလဲလို့စဉ်းစားလိုက်တယ်။ဘေးနားကချင်းရန်ကိုလှည့်ကြည့်လိုက်တော့သူကတနာစရာမျက်နှာလေးနဲ့ရက်နေတယ်။ဒီအမောင်ထုကြီးထဲမှာသူကရင်ဘက်ကနေခြေထောက်အထိလင်းထိန်နေတာပါပဲ။သူ့ရဲ့ဝိယုံထဲမှာညလင်းပလဲလုံးကြီးတွေအများကြီးချိတ်ထားတာမြင်မှကျမလည်းသဘောပေါက်တော့တယ်။ငကားနန်းတော်စီသွားတဲ့လမ်းမှာကျမသူ့ကိုကြည့်ပြီးနင်ကအိမ်ကထွက်ပြေးလာတာဆိုဘာလို့အဲ့ဒီညလင်းပလဲလုံးကြီးတွေအများကြီးတည်လာတာလဲ။လူတွေမတွေ့မှစိုးလို့လားလို့ရွှဲမေးလိုက်တယ်။အဲ့ဒါနဲ့သူကထွက်ပြေးရင်ခီးစရိတ်လိုတယ်လေမဟုတ်ရင်ဘာစားပြီးဘာဝေးရမလဲတဲ့။ဒါဆိုနင်ဘာလို့တောင်ကုန်းပေါ်မှာထိုင်ပြီးဖုန်တွေပေးပိုက်စားပြီးဒုက္ခရောက်နေရတာလဲလို့မေးလိုက်တော့သူကနေကင်းဘက်ကျတော့မြို့ထဲမှာလျှက်စီးတွေရှာဖွေရေးတွေရှိတယ်လေညဘက်ကျတော့လေငါ့ကိုယ်ပေါ်မှာညလင်းပလဲလုံးတွေအပြည့်ဖြစ်နေလို့တဲ့။ကျမတခဏလောက်ငြင်းကြသွားတယ်။အယူတယောက်ကိုကြည့်နေရတယ်လို့ပဲဒါဆိုနင်ဘာလို့ကြံတဲ့ပလဲတွေကိုတောင်ပေါ်မှာမထားခဲ့ပဲမြို့ထဲကိုတလုံးနဲ့ယူမသွားတာလေအဲ့ဒီတလုံးကိုပေါင်ပြီးသုံးလို့ရတာပဲလေလို့ပြောလိုက်တော့မှသူကဟုတ်သားပဲအဲ့ဒီလိုလုပ်လို့ရတာပဲ။ကျမလည်းကောင်းကင်ကိုမောကြည့်လိုက်ပြီးကောင်းတယ်ငါနဲ့ရင်းနှီးနေတဲ့သူတွေအုံနောက်တိုင်းပဲလို့တွေးလိုက်မိတယ်။ရေအောက်ငကားနန်းတော်ထဲမှာတော့ငကားမင်းကြီးကပလင်ပေါ်မှာထိုင်နေပါတယ်။ချင်းရန်ကတော့ခက်တီတီပဲနန်းရင်ပြင်မှာမမတ်ရက်နေတယ်။အဲ့ဒါနဲ့ငကားမင်းလည်းဒေါသထွက်လာပြီးပလင်ရဲ့လက်ရန်ကိုရိုက်ချပြီးမင်းဘယ်တွေထွက်ပြေးနေတာလဲဆိုပြီးဆဲဆိုပါလေရော။ဒါပေမဲ့အောက်မှာရက်နေတဲ့အပြစ်မလုပ်ထားသလိုပုံစံနဲ့သားလေးကိုကြည့်ပြီးသူလည်းဆက်မဆူချင်တော့ဘူး။ထားပါတော့မင်းလည်းအရွယ်ရောက်နေပြီပဲမြောက်ပိုင်းသမုဒ္ဒရာပိုင်းတဲ့ထဲမှာသွားကျင်တဲ့နေရာသွား။ရုတ်တရက်ကြီးအရွယ်ရောက်ပြီးမှအတွေ့အကြုံရှာမယ်ဆိုပြီးထွက်မပြေးနဲ့။ပြီးတော့ဘဲကဟာတွေမှန်းမသိတဲ့နတ်ဖျားတွေရဲ့ခိုးပြေးတာမခံရစေနဲ့အဲ့ဒါဆိုရပြီလို့ပြောလိုက်တယ်။အဲ့ဒီစကားထဲမှာကျမအမေအကြောင်းပါနေတာကိုသတိထားမိလိုက်လို့ကျမလည်းတိတ်တိတ်လေးမောကြည့်လိုက်တယ်။ဒါပေမဲ့ချင်းရန်ကကျမကိုရုတ်တရက်ဆွဲဖက်လိုက်ပြီးသားကသူ့လိုနတ်ဖျားမလေးနောက်ကိုပဲလိုက်ပြေးမှလို့ပြောလိုက်ရင်ရော။ငကားမင်းကြီးလည်းလမ်းဖြတ်ပြီးကျမကိုတခုခုပြောမလို့လုပ်နေရင်ဘေးကမိဖျားရဲ့မကျေနပ်မှုကိုသတိထားမိသွားပြီးချက်ချင်းပါစပ်ပိတ်လိုက်ပါတယ်။
ကျမလည်းမိသားစုပြဿနာကြားတဲ့မပါခြင်းလို့ဘေးကိုတဖြည်းဖြည်းချင်းတိုးထွက်ဖို့လုပ်လိုက်တယ်ဒါပေမဲ့ငကားမိဖုရားကမေးလိုက်ပါတယ်ရှောင်ရံမင်းပါလို့အိမ်ပေါ်ကဆင်းသွားတာလေတဲ့ချင်းရန်ကသူ့မိကိုမျက်ရည်ဝဲနေတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးတားဒီမှာမနေချင်တော့ဘူးအချစ်တွေရှိတဲ့နေရာမှာပဲနေချင်နေတဲ့ပြောရင်းဆိုရင်ကျမကိုဆွဲဖက်လိုက်ပြန်တယ်ပြီးတော့သူ့ဖေကိုဆူဆူဝါးဝါးကြည့်ပြီးတားကသူ့နောက်ကိုပဲလိုက်ပြေးမာတယ်လေပြီးတော့နမိဖုရားကြီးကိုလှည့်ကြည့်ပြီးအမေပါသားတို့နဲ့အတူတူလိုက်ခဲ့ပါလားတဲ့မိဖုရားကကြောင်တောင်ဖြစ်သွားပြီးကျမကိုလှည့်ကြည့်ပါတယ်ကျမလည်းလမ်းဖြန့်သွားပြီးမဟုတ်ဘူးကျမမဟုတ်ဘူးကျမဘာမှမလုပ်ဘူးလို့ပြောလိုက်တယ်ငကားမင်းကြီးကပလင်ကိုနောက်တစ်ချက်ထပ်ရိုက်လိုက်ပြီးဆဲပါလေရောမင်းတခြားဆော့စရာမရှိလို့အိမ်ပေါ်ကဆင်းသွားတန်းကစားရလားမင်းထွက်သွားတာကိုတော့ထားလိုက်တော့မင်းကတခြားလူနောက်ကိုလိုက်ပြေးအောင်မယ်တဲ့လားမင်းဘာသာပြေးတာပြေးလေဘာလို့ငါမင်းမကိုပါခေါ်သွားမလို့လဲမင်းတခါရဲကောင်းကင်ဘောတက်သွားလိုက်ပါလားဆိုပြီးပြောတော့ချင်းရန်ကလည်းကောင်းကင်ဘောတက်ဆိုလဲတက်မယ်တဲ့ပြောဆိုနဲ့ချက်ချင်းပဲကျမဘေးနားကနေငကားဟောက်တန်ကြီးကြားလိုက်ရပါတယ်ချင်းရန်ကစကားပြောနေရင်းနဲ့ငကားကိုယ်လုံးအဖြစ်ပြောင်းပြီးကောင်းကင်ကိုထိုးတက်သွားပါတယ်ငကားမိဖုရားကပစွန်စစ်သားတွေကိုတားဖို့အော်ခိုင်းပေမဲ့စစ်သားတွေကငကားဟောက်တန်ကြောင့်တုံရီနေပြီးမတားရဲကြပါဘူးပလင်မော်ကငကားမင်းကလည်းတားဖြစ်သူကဒီလောက်စိန်ခေါ်နေတာကိုမြင်တော့သူပါအပြာရောင်ငကားအဖြစ်ချက်ချင်းပြောင်းလဲလိုက်ပါတယ်အဲ့ဒီခါကျတော့ငကားမိဖုရားကလက်သွက်ချေသွက်နဲ့အပြာရောင်ငကားရဲ့အမီးကိုလှမ်းဖမ်းပြီးဆွဲချလိုက်တယ်ကျမလည်းအတူခိုးပြီးချင်းရန်ရဲ့အမီးကိုလှမ်းဖမ်းပြီးအောက်ကိုဆွဲချလိုက်တာပေါ့ပြောရရင်ဒီငကားမိဖုရားလေးကကန်ရတာအရန်ကိုအိဆက်ပြီးဆော့လို့ကောင်းနေရောညှိရတာအရန်မိုက်တယ်ငကားမိဖုရားကစူးစူးဝါးဝါးကြည့်လိုက်တော့ငကားမင်းကြီးကငြိမ်ကျသွားပြီးလူအတွင်ပြန်ပြောင်းကပလင်ပေါ်ပြန်ထိုင်နေလိုက်ပြီးဘာတမ်းမှမထွက်တော့ပါဘူးမိဖုရားကတက်ပြင်းရှည်ကြီးချလိုက်ပြီးကျမကိုလှည့်ကြည့်ကကျေးဇူးတင်ပါတယ်တဲ့ကျမလည်းရပါတယ်လို့ပြန်ဖြေလိုက်တယ်မိန်းကလေးနှစ်ယောက်အပြုံးလေးတွေနဲ့ပေါ်ပေါ်ရွရွစကားပြောနေတော့ချင်းရန်ကမျက်နှာလေးရဲလာပြီးပြောပါတယ်အားမို့နင်ကအမီးကိုအရင်လွှတ်ပေးပါလားတဲ့ကျမဘေးကိုလှည့်ကြည့်လိုက်တော့လူအတွင်ပြန်ပြောင်းနေတဲ့ချင်းရန်ကအမီးလေးတစ်ချောင်းထွက်နေပြီးကျမလက်ထဲမှာအညစ်ခံနေရတာကိုတွေ့လိုက်ရပါတယ်ကျမလည်းချက်ချင်းလက်လွတ်လိုက်ပြီးတောင်းပန်ပါတယ်ကန်ရတာအရန်ကောင်းနေလို့ခဏလောက်မေ့သွားတာပါလို့ပြောလိုက်တယ်ချင်းရန်ကရှက်ရှက်နဲ့ကျမရဲ့လက်မောင်းကိုလာဆွဲပြီးဒါမှမဟုတ်လေနင်ဆက်ကင်ထားခြင်းကင်ထားလေငါလည်းတော်တော်လေးစိန်ရှိရဲ့တဲ့ကျမအန်အော်တကြီးနဲ့ကြည့်လိုက်တော့သူ့မျက်လုံးတွေကရီဝေဝေဖြစ်နေပါတယ်သူ့မျက်လုံးထဲကအပြစ်ကင်းစင်မှုတွေကကျမကိုညှင်းဆန်လို့မရအောင်လုပ်နေတယ်လို့ပါပဲတဆေပူးသွားတယ်လို့ကျမရဲ့တုံရီနေတဲ့လက်ကိုဆန့်ထုတ်ပြီးသူတိုက်တွန်းနေတဲ့အကြည့်တွေအောက်မှာသူ့အမီးကိုပြန်ကင်လိုက်ပါတယ်ချင်းရန်လည်းဒီတော့မှတက်တာရသွားတယ်လို့တက်ပြေးရှည်ကြီးချလိုက်ပါတယ်အပေါ်ကငကားမင်းနဲ့မိဖုရားနှစ်ယောက်လုံးကတော့အန်အော်တကြီးနဲ့ဖြစ်နေကြပါလေရောကျမလည်းကျမတို့ဒီနေ့မှစသိတာပါဆိုတာကိုပြောလိုက်ရင်ရှင်တို့ယုံကြပါမလားလို့တွေးလိုက်မိတယ်ငကားမင်းနဲ့မိဖုရားကချင်းရန်ရဲ့အမီးကိုကင်ထားတဲ့ကျမလက်ကိုအကြည့်ရောက်လာပါတယ်ချင်းရန်ကကျမကိုကြည့်ပြီးသူ့မျက်နှာပေါ်မှာအပြစ်ကင်းပြီးရှက်သွေးဖြာနေတဲ့အပြုံးလေးပေါ်လာတယ်နင်းညစ်ချင်ရင်လည်းညှစ်လို့ရတယ်လေခုနကလိုမျိုးပေါ်တဲ့အဲစကားလေးကြားရောငကားမင်းနဲ့မိဖုရားရဲ့အကြည့်တွေကကျမမျက်နှာပေါ်ထက်ရောက်လာပြန်ပါတယ်ကဲကြပါအောင်ခုနကဆိုတာတကယ်ပဲခုနကလေးတင်ပါဘာတွေခုနကလူမျိုးလိုလာပြောနေတာလေခုနကလုတ်ခဲ့တာတော့အမှန်ပေမဲ့လေငါဒီတစ်ခါမြောက်ပိုင်းသမုဒ္ဒရာရဲ့ခုံချလဲရေဆေးလို့ဆင်းတော့မှာမဟုတ်ဘူးဒီကိစ္စနဲ့ပတ်သက်ပြီးကျမအမားလည်းမကင်းဘူးသူနဲ့တောင်ကုန်းပေါ်မှာတွေ့တော့ကသူ့ကိုပေးခဲ့တဲ့အတီးကအမှန်ပြောတည်တည်လို့ခေါ်တယ်အဲ့ဒါကိုစားမိတဲ့သူကစိတ်ထဲရှိတဲ့အတွေးတွေကိုပါဇက်ကအကုန်ထွက်ကြလာမှာပဲအုံနောက်နဲ့မစင်စားပဲပြောမိမှာသူ့အာနီတင်ကအနုကနေချမ်းထိရှိတယ်ငကားနန်းတော်ရဲ့စောက်ဝင်ချင်းတုန်းကချင်းရန်ကနှုတ်ဆက်ပြီးတောင်းခံထားနိုင်သေးတယ်အခုတော့အတီးအာနီတင်ကခေါင်းထဲရောက်သွားပြီးသူ့အုံနောက်ကအလှပြယုံတက်တက်ပဲဖြစ်သွားပြီးမင်္ဂလာဆောင်ကိစ္စအစီအစဉ်ဖို့နဲ့ပတ်သက်ပြီးငကားမင်းကြီးကအချက်၃ချက်ပြောတယ်ပထမအချက်ကခန်းခန်းနားနားလုပ်ရမယ်ဒါပေမဲ့သူတို့တုံးကလောက်တော့မခန်းနာရဘူးတဲ့ဒုတိယအချက်ကအားလည်းရပေးရမယ်ဒါပေမဲ့သူတို့တုံးကလောက်တော့မရှိရဘူးတဲ့တတိယအချက်ကအရက်ရှင်မျက်နှာကိုသတင်းစကားပါရမယ်ဒါပေမဲ့ဖိစာပေါ်မှာသူ့နဲ့မိဖုရားကြီးရဲ့နာမည်ကိုကလေးတွေရဲ့အထက်မှာရေးရမယ်တဲ့ချင်းရန်ကသူ့ဖေကိုကြည့်မရဖြစ်နေတော့ဖေဖြစ်သူရဲ့ဆုံးဖြတ်ချက်အားလုံးကိုစန့်ကျင်တော့တာပဲဟင်းကျွန်တော်ဒီမှာမင်္ဂလာမဆောင်ဘူးကျွန်တော်ကသူတို့သမီးအိမ်မှာပဲလိုက်နေမှာခဲ့အဲ့ဒီစကားကိုကြားတော့ငကားမင်းကြီးလည်းမင်္ဂလာဆောင်ကိစ္စကိုအရင်ညင်းရမလားချင်းရဲ့မိမအိမ်လိုက်နေမယ့်ကိစ္စကိုပဲအရင်ညင်းရမလားမသိတော့ဘူးသဘောပဲလေအခုအချိန်လေးကကျမထိန်းချုပ်နိုင်တဲ့အရာမှမဟုတ်တော့တာကားဖန်ကားနှစ်ကောင်ကတော်တော်ကြာရန်ဖြစ်နေကြပေမဲ့အဓိကအချက်ကိုမရောက်ကြသေးဘူးမိဖုရားကြီးကတော့ကားဖန်နှစ်ယောက်ရန်ကားနေတာကိုကွာစိတ်လေးစားပြီးပျော်ပျော်ကြီးထိုင်ကြည့်နေတယ်လေကျမကတော့အတူတူစားဖို့ခေါ်လိုက်သေးတယ်အမှန်ပြောတဲ့တည်းရဲ့အာနီတင်ကတာမန်အားဖြင့်6နာရီလောက်ကြာတတ်တယ်ဒုတိယ2နာရီမှာအာနီတင်အမြင့်ဆုံးဖြစ်ပြီးတတိယ2နာရီကြာအာနီတင်ရောကျသွားတယ်ဒီတော့ကျမလုပ်ရမှာကစောင့်ဖို့ပဲအဲ့လိုနဲ့ကားဖန်နှစ်ယောက်စကားများရာကနေငကားကိုယ်လုံးတွေနဲ့ပါခြားကြတဲ့အဆင့်ကိုရောက်လာပြီမင်းရဲ့ခြေသေးတွေကမထက်ဘူးမင်းရဲ့အကျေးခွန်တွေကမတောက်ပါဘူးဆိုပြီးညှင်းခုန်နေကြလေဒီလိုနဲ့ကျမကင်ထားတဲ့အမီးဖြားလေးရုတ်တရက်လှုပ်သွားပြီးနောက်ကိုရုပ်သွားတာကိုကျမသတိထားမိလိုက်တယ်ကျမလည်းစိတ်ထဲကနေသတိရလာပြီပဲလို့တွေးလိုက်တယ်အဲ့ဒီနောက်သူ့မိကလည်းနိုးလာပြီလားဆိုပြီးပြောတယ်ချင်းရန်ကမျက်လုံးတွေကနာမငြိမ်နဲ့ရှက်ကိုရှက်ကန်းဖြစ်နေပြီးကွာစိတ်ကိုလှမ်းယူလိုက်တယ်အဲ့တော့သူ့မိကသူ့လက်ခုံကိုဖျက်ရိုက်လိုက်ပြီးနိုးလာရင်အဲ့ဒီမှာသွားရက်နေအရွယ်ရောက်နေပြီဆိုတော့တတိတွေကောင်းနေပြီပေါ့အိမ်ကနေတောင်ထွက်ပြေးရဲသေးတယ်ဆိုပြီးစူပါလေရောငကားမင်းကြီးကလည်းဝင်ထောက်ခံတယ်ချင်းရန်ကနှက်ခမ်းလေးစုပြီးသူ့အမေကိုစိတ်ကောက်လိုက်တယ်အမေကဘာလို့ကျွန်တော်ကိုပဲပြောပြီးအဖေကိုကြတော့မပြောတာလဲအဖေကအုံနောက်မရှိဘူးထားအမေကတော့အတူတူပဲလားလို့မေးတယ်ငကားမင်းကြီးကလည်းသူ့မိန်းမသူ့ဘက်ကပါနေလို့ပြောနေလေရဲ့ကောင်းစုပ်လေးချင်းရန်ကခဏလောက်ငြိမ်သွားပြီးဘာမှဆက်မပြောတော့ဘူးပြီးတော့ပစုံစစ်သားတွေနောက်ပါသွားပြီးအပြစ်ပေးခံဖို့ထွက်သွားတယ်အဲ့ဒါနဲ့ကျမလည်းသူ့နောက်လိုက်သွားမလို့လှုပ်လိုက်တယ်စိတ်ထဲမှာတော့မိဖုရားကြီးကအိမ်အောင်ထိန်းသိမ်းတဲ့နေရာမှာတကယ်တော့တာပဲလို့ချီးကျူးမိတယ်မိဖုရားကြီးလည်းကျမထားလာတာကိုမြင်တော့အားမနေဘူးလို့လှမ်းပြောတယ်ကျမမတက်ရက်မယ်အလုံးမှာရက်တန့်သွားတယ်မိဖုရားကြီးကဆက်ပြီးငါခံမှန်းတာမမှားဘူးဆိုရင်တမီးကအားဟန်ရဲ့တမီးလေးရွဲမှုမလားအန်တီကပိုင်ရှင်းပါ
သမီးအမေနဲ့ငငယ်ကလေးကအတူတူကြီးပြင်းလာတာလို့ပြောတယ်မိဖုရားကြီးရုတ်တရက်တွေဝေသွားတာကိုမြင်တော့ကျမကဖြတ်ပြောလိုက်တယ်အမေကပြောဘူးတယ်မိဖုရားကြီးကသူ့ရဲ့အကောင်းဆုံးတငယ်ချင်းနဲ့အဲ့တော့မှမိဖုရားကြီးရဲ့မျက်လုံးတွေအယောင်နဲ့သွားပြီးမျက်နှာထားလဲတော်တော်လေးပေါ်ပါပျော်ရွှင်သွားတယ်မိဖုရားကြီးလို့မခေါ်ပါနဲ့တော့အန်တီပိုင်လို့ပဲခေါ်ပါခဲ့ငကားမင်းကြီးကမင်းကအားဟန်ရဲ့သမီးလားအဲ့ဒါဆိုအားဟန်ကငါအကြောင်းရောပြောပြဘူးလားလို့မေးရင်းရှေ့ကိုကိုင်းလာပြီးကျမမျက်နှာကိုတေချာကြည့်တယ်ပြီးတော့တန်တရားနဲ့အားဟန်နဲ့လည်းမတူပါလားတဲ့ကျမနောက်ဆုတ်လိုက်ပြီးပြုံးပြုံးလေးနဲ့ကျမကအဖေနဲ့တူတာပါလို့ဖြေလိုက်တယ်ကျမနောက်မေးခွန်းကိုလှစ်လူရှူပြီးမိဖုရားကြီးဘက်လှည့်လိုက်တယ်အန်တီပိုင်ကကျမဖေကိုမြင်ဖူးမှာပေါ့နော်လို့မေးလိုက်တယ်ပိုင်ရှင်းကခေါင်းညိတ်ပြတယ်ငကားမင်းကြီးကတော့သူ့မိမကိုအံ့ဩတကြီးကြည့်နေတယ်မင်းကအားဟန်ကိုခိုးပြေးသွားတဲ့အဲ့ဒီတောရိုင်းယောက်ျားကိုမြင်ဖူးတယ်ပေါ့ဆိုပြီးမေးပါလေရောမျက်စောင်းတစ်ချက်ကငကားမင်းကြီးစီတိုင်လူကြရောက်သွားတယ်မိဖုရားကြီးကအန်တီအခန်းထဲသွားရအောင်ကားမင်းနှစ်ယောက်တေချာစကားပြောကြမယ်တဲ့ငကားမင်းကြီးကငါကဘယ်သွားရမလဲလို့မေးတော့မိဖုရားကြီးကရှင်ကအပြင်မှာခရုခွန်တစ်ခုခုရှာပြီးအိတ်နေလိုက်လို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့ကျမနဲ့အန်တီပိုင်ကလက်ချင်းချိတ်ပြီးအခန်းပေါက်ရှိရောက်သွားတယ်ရှောင်းရန်ကမထွက်သွားသေးပဲတကားဘေးမှာထိုင်နေတာကိုတွေ့လိုက်ရတယ်သူ့မျက်လုံးတွေကညီရဲပြီးဝမ်းနေနေပုံပဲသူ့ကြည့်တွေကကျမနဲ့အန်တီပိုင်ချိတ်ထားတဲ့လက်မောင်းကိုစိုက်ကြည့်နေတယ်ပြီးတော့ခေါင်းမော့ပြီးသူ့အမေကိုဝမ်းနေတဲ့အကြည့်နဲ့ကြည့်တယ်ပြီးတော့ကျမကိုစိတ်ပြက်လက်ပြက်အကြည့်နဲ့ကြည့်တယ်နောက်တော့သူဘာမှမပြောဘဲပစုံစစ်သားတွေနောက်လိုက်သွားတယ်အန်တီပိုင်ကသူ့ကြောပြင်ကိုထူးဆန်းတယ်လို့ကြည့်ရင်ဒီကလေးပါဖြစ်နေတာလေတ냐လောက်အခန်းအောင်ခံရတာကိုဒီလောက်တောင်ဝမ်းနေနေရလားညဘက်အခန်းအောင်ခံရတယ်ဆိုတာတရေအိတ်လိုက်ရုံပဲဟာကိုလို့ပြောတယ်ကျမကတော့ညနေတုန်းကတောင်ပေါ်မှာသူပြောခဲ့တဲ့စကားကိုပြန်တတိယမိတယ်အမေရဲ့အန်တီပိုင်ရဲ့ငကားမင်းကြီးရဲ့အေးနားလေသွားပြီလူ၃ယောက်ရဲ့ဇလန်းမှာဘသူကနာမည်မပါတဲ့သူဖြစ်သွားလဲဆိုတာပဲမသိတာကျမခဏလောက်စဉ်းစားပြီးအန်တီပိုင်ကိုတန့်စင်ခန်းသွားခြင်းလို့ဆိုပြီးပြောလိုက်တယ်ကျမအမြန်ပြေးသွားပြီးခဏနေတော့အန်တီပိုင်ရဲ့လက်မောင်းကိုပြန်လာချိတ်လိုက်ပြီးအခန်းစီသွားကြတယ်အန်တီပိုင်ကအမေအကြောင်းပြောပြတော့သူ့မျက်လုံးတွေထဲမှာအပြုံးတွေပြေပဲသမီးအမေကငငယ်ကလေးကတုံးတယ်ကျင့်ကြံရတာကိုလည်းမကြိုက်ဘူးကျင့်ကြံခြင်းအဆင့်ကလည်းတာမန်ပဲဒါပေမဲ့ဘေးကငါးတွေကငါ့ကိုအနိုင်ကျင့်တဲ့အခါတိုင်းသူကငါရှိကနေရဲရဲဝံ့ဝံ့ကာကွယ်ပေးတယ်ဆိုပြီးပြောပြတယ်အန်တီပိုင်ငယ်တုန်းကအန်တီကိုအနိုင်ကျင့်တဲ့ငါးတွေရှိတာလားဘာလို့လဲလို့ကျမမေးလိုက်တယ်ဘာလို့လဲဆိုတော့အန်တီမှာမိဘမရှိဘူးလေအန်တီကဘေးရေကန်ကနေထွက်ပြေးလာတာအရင်အန်တီငွေရဲ့မြေကြီးပြင်မှာရေမကူးတတ်တဲ့ပန်းပွင့်လေးတစ်ပွင့်ရေနစ်တည်သွားတယ်နောက်တော့နှစ်တစ်ပါးရောက်လာပြီးဘေးကတောင်ကိုရွှေ့ပြီးကန်ကိုပို့ပစ်လိုက်တယ်မိသားစုထဲမှာအန်တီတယောက်ပဲလွတ်လာတယ်အဲ့ဒါနဲ့မြောက်ပိုင်းပင်လယ်ကအန်တီကိုလက်ခံပေးခဲ့တာလို့ဖြေတယ်အန်တီပိုင်ရဲ့မျက်နှာပေါ်မှာဝမ်းနေတဲ့အရေးအယောင်တိတ်မတွေ့ရဘူးအချိန်တွေအရမ်းကြာသွားလို့လည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့အမေပြောတာတော့သူ့မှာလည်းမိဘရှိဘူးတဲ့သူကအနိုင်ကျင့်မခံရဘူးလားလို့ကျမမေးလိုက်တယ်သမီးအမေကလောကမှာတကောင်လေးတော့ငချင်းကြီးလေးသူကငချင်းမျိုးတွေရဲ့မျောလင်းချက်ပဲလို့အန်တီပိုင်ကပြောတယ်သူ့အတန်ထဲမှာဂုဏ်ယူမှုတွေတိတ်တဆိတ်အားကြမှုတွေပါနေတယ်မနာလိုတဲ့စိတ်တစ်ဆက်လေးမှမရှိဘူးကျမလည်းနည်းနည်းရှုပ်ထွေးသွားတယ်ဒါပေမဲ့အမေကပြောတယ်အန်တီပိုင်ကနှစ်တသိန်းအတွင်းမှာငကားတကားကိုအောင်မြင်ကျော်ဖြတ်နိုင်တဲ့တကောင်လေးတော့ငါပဲသူကနှစ်တသိန်းမှတစ်ခါပေါ်တဲ့ပါရမီရှင်ပဲသူကမှငချင်းမျိုးတွေရဲ့မျောလင်းချက်စစ်ပါတဲ့လေအန်တီကဘာပါရမီရှင်မှမဟုတ်ပါဘူးနေတိုင်းကြိုးစားလေးကျင့်ရုံပါပဲနှစ်တသိန်းနေမှငကားတကားကိုကျော်ဖြတ်နိုင်တဲ့ငချင်းတကောင်ပေါ်လာမယ်ဆိုတဲ့အဆိုရှိတယ်အဲ့ဒါအားဟိုင်ကသူ့ကံကြမ္မာကိုအန်တီကိုပေးလိုက်တာပါဆိုပြီးအန်တီပိုင်ကမျက်ရည်ဝဲရင်းပြောတယ်ကျမစိတ်ထဲအန်တီပိုင်ကကျမမေပေါ်မျက်ကန်းယုံကြည်မှုတွေနှဆိုင်နဲ့နားလည်မှုလွဲတာတွေရှိနေတယ်လို့ထင်တယ်ကျမမေကိုကျမအရန်ချစ်ပေမဲ့အမှန်တိုင်းပြောရရင်ကျမမွေးကလေးကအခုချိန်ထိအမေလုပ်ဘူးတဲ့တခုတည်းသောကြင်ကြံခြင်းကတတိစားတာပဲအဲ့ဒီလိုလုပ်ယုံနဲ့ငကားတကားကိုကြော်ဖြတ်နိုင်နေဆိုရင်ကံကြမ္မာဆိုတဲ့အရာကြောင့်ဆိုရင်အဲ့ဒါကတရားမျှတမှုမရှိတာအတေချာပဲဒါပေမဲ့တခြားသူတွေအမေကိုအုပ်ချတာကိုလုံးဝလက်မခံတဲ့အန်တီပိုင်ရဲ့ပုံစံကိုကြည့်ပြီးကျမစကားကိုပြန်မျိုးချလိုက်တယ်အဲ့ဒီနေ့ကအန်တီကိုငချင်းမဲတွေကအစိတ်ပင်တွေရှိတဲ့စီလိန်ခေါ်သွားတယ်အဲ့ဒီမှာတရားတော့မယ်လို့ထင်နေတာအားဟိုင်ကအန်တီကိုရှာတွေ့ပြီးအန်တီကိုကယ်ရင်သူ့ချေချင်းမှုကိုတော့အစိတ်ပင်ဆူသွားသေးတယ်အားဟိုင်ကအစိတ်မိနေတဲ့အချိန်တောင်ရမ်းချစ်ဖို့ကောင်းတယ်သူ့ကိုယ်သူနံပါတ်1အလှလေးလို့တောင်ရည်ရွတ်နေသေးတာလို့အန်တီပိုင်ကဆက်ပြောတယ်နံပါတ်1အလှလေးဆိုတဲ့စကားလုံးကိုကြားတော့ကျမလည်းတေချာနားထောင်လိုက်တယ်အဲ့ဒီတော့အန်တီကဟုတ်တယ်နင်းကအရက်ရှိမျက်နှာမှာနံပါတ်1အလှလေးပဲလို့ပြောလိုက်တယ်လို့အန်တီပိုင်ကအတိတ်ကိုလွမ်းဆွတ်စွာနဲ့ပြန်တွေးရင်းပြောတယ်ဒီစိတ်ကအချင်းကြားလေးအန်ဒီရဲ့ကြီးလေးပဲငါတို့3ယောက်မြန်ထွက်မှရမယ်အားဟိုင်အစိတ်မိသွားပြီးသူ့လေပင်ကိုအဲ့ဒီလောက်တင်းကျပ်အောင်မဖတ်ထားနဲ့သူအသက်ရှူချက်နေပြီလို့ငကားမင်းကြီးကပြောခဲ့တယ်အားဟိုင်ကမူးဝေနေတဲ့အချိန်မှာတော့နံပါတ်3အားဟိုင်တေးပြီးလို့ရေရွတ်နေတော့ပဲချစ်ဖို့မကောင်းဘူးလားကလို့အန်တီပိုင်ကမေးတယ်ကျမနည်းနည်းဆွန်သွားတယ်ဟုတ်ပါပြီဒီကိစ္စကတိတ်မရှုပ်ထွေးဘူးဆိုတာကျမသိပါတယ်ဒါပေမဲ့ဒီလောက်တောင်လွဲချော်မှုကြီးဖြစ်သွားမယ်လို့မထင်ထားဘူးဒါပေမဲ့ဒီလိုလွဲချော်မှုကကျမအမေစီမှာဖြစ်သွားတာကလည်းရုပ်တိရှိနေပြန်ရောအဲ့ဒီတော့မေးစရာနောက်တစ်ခုကြံသေးတယ်အဲ့ဒီအလှမယ်စရင်ကရောဘလို့ဖြစ်တာလဲလို့မေးလိုက်တော့အန်တီပိုင်ကလည်းသူမသိဘူးလို့ဖြေတယ်ပြီးတော့အမေနဲ့ပတ်သက်တဲ့သူတွေကိုမတွေ့ရတာကြာပြီမို့လို့ထင်တယ်အန်တီပိုင်ကကျမကိုဆွဲပြီးအမေပထမဆုံးလူရောင်ဖန်ဆင်းတဲ့အချိန်ရွယ်ရောက်တဲ့ပွဲအပြင်ထွက်လေတဲ့အချိန်ပြီးတော့အဖေကိုသွားရှာတဲ့အချိန်ကစပြီးအဖေနဲ့တိုက်ခိုက်ပြီးအကြီးကျယ်ရှုံးနိမ့်သွားတဲ့အကြောင်းနောက်ဆုံးတော့အဖေကအလှလေးကိုပွေ့ချီသွားတာကိုမနာလိုပြီးကြည့်နေခဲ့ရတဲ့အကြောင်းတွေကိုပြောပြတယ်အဲ့ဒါဆိုအန်တီပိုင်ကဘာလို့အမေကိုလာမရှာတာလဲလို့ကျမမေးလိုက်တယ်ဒီစကားလေးကြားရောအန်တီပိုင်ရဲ့မျက်လုံးတွေကမေးမိန်သွားတယ်အန်တီစာပို့ဘူးပါတယ်ဒါပေမဲ့အကြောင်းပြန်စာမရခဲ့ဘူးအန်တီကိုအပြစ်တင်နေတော့မဲထင်ပါတယ်လို့ပြောတယ်ဘာကိုအပြစ်တင်တာလဲလို့ကျမမေးတော့အန်တီအရွယ်ရောက်တဲ့ပွဲမှာငကားတကားကိုကြော်ပြီးအဲ့ဒီညမှာပဲချင်းရွံကိုလက်ထပ်ခွင့်တောင်းခဲ့တာကိုလေးလို့ဖြေတယ်သူကလောကမှာတကောင်လေးသောငချင်းညီလေးချင်းရွံကလည်းလောကမှာတကောင်လေးသောငကားပြသူတို့နှစ်ယောက်ကဖူးစာဖက်တွေပါလို့အန်တီပိုင်ကပြောနေပါတယ်ကျမစိတ်ထဲတွေးလိုက်တယ်နောက်အချိန်အဖေမွေးနေကြရင်အဖေအတွက်အုတ်ထုတ်တစ်လုံးလက်ဆောင်ပေးတင်တယ်အစိမ်းရောင်လေးပေါ့အဲ့ဒီတုန်းကအန်တီတို့အရွယ်ရောက်တော့မယ်လေ
အရွယ်ရောက်လို့အိမ်အောင်ကျသွားရင်နေတိုင်းအတူတူမနေရတော့ဘူးဒါပေမဲ့အန်တီကသူ့နဲ့မခွဲချင်ဘူးအဲ့ဒါကြောင့်ချင်းရွှန်စီမှာမရင်ငယ်နေရတောင်းခဲ့တာအဲ့ဒီလိုဆိုအန်တီတို့နေတိုင်းအတူတူနေလို့ရပြီလေလို့အန်တီပိုင်ကဆက်ပြောတယ်အန်တီပိုင်ရဲ့စကားကိုကျမတေချာစဉ်းစားပြီးအဲ့ဒီတော့အန်တီဆိုလိုတာကငါကနင်တို့ကိုခွဲဖို့လာတာမဟုတ်ဘူးနင်တို့နဲ့လာပူးပေါင်းတာဆိုတဲ့သဘောလားလို့မေးလိုက်တယ်အန်တီပိုင်မျက်လုံးတွေအယောင်နဲ့သွားပြီးဟုတ်တယ်အဲ့ဒီသဘောပဲအားမိုးကအန်တီကိုနားလေတယ်ဆိုပြီးပြောပါလေရောဒါပေမဲ့အဲ့ဒါကသူထွက်ပြေးသွားပြီးသမီးအဖေနဲ့တွားတွေ့စီမယ်လို့ဘယ်သူထင်ပါလဲအဝေးကြီးကိုလည်းထွက်သွားသေးတယ်လို့အန်တီပိုင်ကညည်းတွားတယ်ကျမသဘောပေါက်သွားပြီးဒီလိုဆိုတော့ငကားမင်းကြီးကအဖြစ်ခံပဲဆိုတာဒီတညမှာတီးလိုက်ရတာတွေအရန်များသွားလို့မိုးတောင်လင်းသွားပြီးအန်တီပိုင်ရဲ့အခန်းထဲကနေခြေတံဖွက်ဖွက်နဲ့ကျမထွက်လာခဲ့တယ်ဒီလိုနဲ့ငကားမင်းကြီးကတကားအပြင်မှာလက်ပိုက်ပြီးစောင့်နေတာကိုတွေ့လိုက်ရတယ်ကျမကောင်းကြီးပြပြီးလှည့်ထွက်မလို့လို့တော့သူကကျမကိုဆွဲထားပြီးတကားကိုလက်ညှိုးထိုးပြရင်အိတ်သွားပြီလားလို့မေးတယ်ကျမကောင်းကြီးပြလိုက်တယ်ချင်းယွန်ကအခန်းထဲကိုနူးညံ့တဲ့အကြည့်နဲ့ကြည့်ပြီးကျမဘက်ကိုလှည့်ကြည့်တဲ့အခါညကနဲ့လုံးဝမတူပဲမျက်လုံးတွေကရှင်းလင်းပြတ်သားနေတယ်ပြီးတော့သူကစကားနည်းနည်းပြောရအောင်တဲ့သူ့လေတန်းကညှင်းဆန်ခွင့်မပေးဘူးအေးရေးပြက်လို့ခေါင်းမူးနေပေမဲ့သူ့နောက်ကိုလိုက်သွားရတယ်အိမ်မခန်းမဆောင်ပြင်ဘက်ကကြီးမားတဲ့ခရုခွန်ကြီးတစ်ခုစီရောက်တော့ငကားမင်းကြီးကကျင်းနဲ့စွာနဲ့ရက်လိုက်တယ်သူကကျမကိုအေးဆက်ဆက်တစ်ချက်ကြည့်ပြီးဒီဇလန်ရဲ့ဒုတိယပိုင်းကိုစပြောပြတယ်တကယ်တော့ချင်းယွန်ကမုံမလင်းခင်ကလေးကငကားတကားကိုကြော်ဖြတ်ဖို့နေတိုင်းစူးစမ်းလေ့ကျင့်ပြီးအကျေးကုန်တွေပေါ်မှာတန်ရာအပြည့်နဲ့တောင်ဂရုမစိုက်ပဲခေါင်းမာတဲ့ငါးချင်းလေးကိုစောစောကလေးကသဘောကျနေခဲ့တာပဲဒါပေမဲ့အဲ့ဒီငါးလေးကအရန်စူးစမ်းလုံးပြီးသူ့ကဘာမှာအနားယူလာရဲ့သူ့တငယ်ချင်းအာဟိုင်ရဲ့ပဲရှိတယ်နှစ်ပေါင်းများစွာကြာတဲ့အထိချင်းယွန်ကိုမသိခဲ့တာအာဟိုင်ကပိုင်ရှင်းပြောက်သွားပြီလို့လာပြောတဲ့အချိန်ထိပဲသူတို့အစိမ့်တွေပင်တွေကြားမှာပိုင်ရှင်းကိုရှာတွေ့ခဲ့တယ်သူကဒဏ်ရာရနေတဲ့အာဟိုင်ကိုအဲ့ဒီကနေခေါ်ထုတ်လာခဲ့တယ်ဘေးကင်းသွားပြီးမိုးလင်းတော့မှချင်းယွန်ကသူချစ်ရတဲ့သူရှိမှပထမဆုံးအကြိမ်သူ့နာမည်ကိုပြောပြခွင့်ရခဲ့တယ်အရွယ်ရောက်တဲ့ပွဲမှာငကားတကားကိုကြော်ဖြတ်မယ်ဆိုတာသူသိတယ်သူမမှာပါရမီလည်းရှိတယ်ကြိုးလည်းကြိုးစားတယ်အဲ့ဒီနေ့မှာသူကလက်ထပ်ခွင့်တောင်းဖို့ပြင်ဆင်ထားတာဒါပေမဲ့ပိုင်ရှင်းကလက်ဦးသွားတယ်သူ့စိတ်ထဲမှာအယမ်းဝမ်းသာသွားပေမဲ့နောက်စက္ကန့်မှာပဲပိုင်ရှင်းကမရင်ငယ်လို့ဖို့တောင်းဆိုလိုက်တော့သူတော်တော်စိတ်တူပြီးဒေါသတကြီးထွက်သွားခဲ့တာပဲနောက်တော့အာဟိုင်တယောက်ဘဲကမှန်းမသိတဲ့နှဆိုးတစ်ပါးနဲ့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုကြားလိုက်ရတယ်အာဟိုင်ကိုကူညီဖို့ဖူရှိတောင်ကိုသူပြေးသွားသေးတယ်ဒါပေမဲ့ဖူရှိတောင်ကဘယ်နေရာမှမသိတော့တောင်အောက်မှာ3လောက်လှည့်ပတ်ရှာနေပေမဲ့တောင်ပေါ်တက်တဲ့လမ်းကိုမတွေ့ခဲ့ဘူးအဲ့ဒါနဲ့ပဲလှည့်ပြန်လာခဲ့ရတယ်နှစ်ကောင်းချီကြာပြီးနောက်မှအမေစီကနေကိုဝင်ရှိနေပြီဆိုတဲ့သတင်းစကားကိုသူရခဲ့တယ်သူကမြောက်ပိုင်းပင်လယ်မှာနေတိုင်းဆိုသလိုပိုင်ရှင်းစီကအာဟိုင်အကြောင်းပဲနားထောင်နေရတော့ဒေါသထွက်ပြီးသွားကြိတ်နေရတာအဲ့ဒါနဲ့သူလည်းလေးရရှိမျက်နှာအလှမယ်စရင်ဆိုတာကိုထုတ်ပြန်လိုက်တာပဲသူ့ကိုယ်သူနံပါတ်1အလှလေးလို့သတ်မှတ်ထားတဲ့အာဟိုင်များဒီသတင်းကြားရင်တောင်အောက်ဆင်းလာမလားဆိုပြီးတော့လေဒါပေမဲ့ရလာတဲ့ရလက်ကအာဟိုင်နောက်တစ်ခါကိုဝင်ရှိရဆိုတဲ့သတင်းပဲဒီလိုနဲ့နောက်ထပ်2-4ထောင်လောက်ကုန်သွားပြန်တယ်သူနဲ့ပိုင်ရှင်းလဲအာဟိုင်အကြောင်းပြောပြီးအရက်တောက်ရင်အမှားလုံးမိသွားကြတယ်အဲ့ဒီလိုနဲ့ပဲပိုင်ရှင်းကသူ့ရဲ့မိဖုရားကြီးဖြစ်လာခဲ့တယ်မင်္ဂလာဆောင်ကိစ္စတွေအလုံးများနေလို့အာဟိုင်ရဲ့ကိုဝင်ချင်းတွေကိုတေချာမစုံစမ်းနိုင်ခဲ့ဘူးပိုင်ရှင်းနဲ့အာဟိုင်ပြန်လည်ပို့တဲ့စာတွေကိုတော့သူကကြားဖြတ်ယူထားလိုက်တာပေါ့ဟာတာပဲတကယ်လို့ဒါပိုင်ရှင်းရဲ့နားလည်မှုလွဲတာကိုသာဖြေရှင်းလိုက်ရင်သူမချက်ချင်းဖူရှိတောင်ကိုပြေးသွားတော့မှာပေါ့အဲ့ဒီလိုဆိုရင်သူကမဆိုးဖို့ဖြစ်သွားတော့မှလေနောက်ဆုံးတော့ချင်းယွန်ကငါကတကယ်ပဲအာဟိုင်ကိုညီမလေးတယောက်လိုသဘောထားတာပါဆိုပြီးအလေးနဲ့ပြောတယ်ကျမစိတ်ထဲကနေဟာဟာလို့ပဲရေးလိုက်မိတယ်ပြီးတော့ကျမလည်းအခုအကုန်လုံးကျမကိုပြောပြလိုက်ပြီဆိုတော့ကျမအမေစီစာရေးပြီးပြန်ပြောပြမှာကိုမကြောက်ဘူးလားလို့မေးလိုက်တယ်ကိစ္စမရှိဘူးပြောလိုက်ပါငါသားလည်းအရွယ်ရောက်နေပြီအခုပိုင်ရှင်းပဲသွားငါလိုက်သွားမှာပဲလို့ပြောတယ်ကျမလက်မထောင်ပြလိုက်တယ်ကျမရင်ထဲမှာတော့လက်ခတ်လေထောင်ပြလိုက်ပါတယ်တညလုံးမအိပ်ရသေးလို့အိပ်ဖို့နေရာတစ်ခုအရင်ရှာဖို့ခေါင်းကစံထိုးကိုဖြုတ်ပြီးအပေါ်မှာရစ်ခွေနေတဲ့ကြောက်စိမ့်နဂါးလေးကိုလက်ညှိုးနဲ့ခောက်လိုက်တယ်ချင်းရန်ကငကားပုံစံနဲ့ကျမဘေးမှာပေါ်လာပြီးသူ့ပေါ်တက်ဖို့မြေကြီးပေါ်ဝတ်ပေးတယ်ဒီတညလုံးဒီမိသားစုကြားထဲလှည့်ပတ်နေရတာကျမတော်တော်ပင်ပန်းနေပြီးအားနာမနေတော့ပဲသူ့ကြောပေါ်လှည့်ချလိုက်ပြီးကျမအိတ်တော့မယ်ဖြည်းဖြည်းကူးတော့ဆိုပြီးပြောလိုက်တယ်ပင်လေရီတွေကကျမအသားရည်ကိုတက်တောင့်တက်တာလေးပုတ်တိုက်သွားတာနှွေးထွေးတဲ့ရင်ခွင်ထဲရောက်နေတယ်လို့ပဲနားထဲမှာရေစည်းတန်တဲ့တဲ့လေးကိုကြားရင်တဖြည်းဖြည်းအိပ်ပျော်သွားတယ်မျက်လုံးပြန်ဖွင့်လိုက်တော့ရေလေကကျွန်းလေးတစ်ခုပေါ်ရောက်နေတယ်မျက်နှာပေါ်ရေပေါက်လေးတွေကျလာတယ်လို့ခံစားရလို့မျက်လုံးဖွင့်ကြည့်လိုက်တော့ရှောင်ရန်ကမချောက်သေးတဲ့ရင်းညစ်ပင်တွေကိုကင်ပြီးနေပူပေးနေတာကိုတွေ့လိုက်ရတယ်သူကကျမနိုးလာတာကိုမြင်တော့ဗိုက်စာပြီလားလို့မေးတယ်ကျမကောင်းနေလိုက်တော့သူကရင်းညစ်ပင်တွေကိုကျမလက်ထဲထည့်ပေးပြီးရေထဲခုန်ဆင်းသွားပြီးငါးသွားဖမ်းပြီးกินကျွေးတယ်သူ့ငါးကင်လက်ရာကတော်တော်ကောင်းတော့ဗိုက်ကားအောင်စားပြီးကျွန်းပေါ်မှာလှည့်ရင်းနေပူစားလုံးနေလိုက်တယ်သူကထပ်ပြီးတခြားတစ်ခုခုစားချင်သေးလားခေါင်းကောင်လေးတွေกินပေးရမလားလို့မေးတယ်ကျမလက်ခပြလိုက်တော့ဘရင်ကနန်းရောစားမလားထပ်မေးတယ်ကျမလည်းဘိုက်ဝသွားပြီလို့ပြောလိုက်တော့ရှောင်ရန်ကနည်းနည်းစိတ်ပြတ်သွားတယ်အဲ့ဒါနဲ့ကျမကပြုံးပြီးရှင်ကဘာလို့ဒီလောက်တောင်ဂရုစိုက်ပေးနေရတာလဲလို့မေးလိုက်တယ်ရှောင်ရန်မျက်နှာနီးသွားပြီးမင်းကိုကျေးဇူးတင်ခြင်းလို့ပါညာကငါအတွက်တညလုံးမအိပ်ပဲနေပေးခဲ့ရတာလေလို့ပြောတယ်သူ့မျက်နှာလေးနီးနေတာအရန်ချစ်ဖို့ကောင်းတယ်လို့ခင်မီလို့မပြောပြဖို့ဆုံးဖြတ်လိုက်တယ်ပြီးတော့ကျမသိချင်တဲ့အချက်လက်တွေကိုလည်းရခဲ့ပြီးပြီလေအဲ့ဒါနဲ့ကျမလည်းသူ့ကိုမြောက်ပိုင်းပင်လယ်မှာငါနဲ့လိုက်လေပေးလေကျေးဇူးဆက်တဲ့အနေနဲ့ပေါ့လို့ပြောလိုက်တယ်ရှောင်ရန်ရဲ့မျက်လုံးတွေနောက်တစ်ချိန်တောက်ပလာပြီးကောင်းပြီလေလို့ပြောတယ်ပြီးတော့ကျမကိုခေါ်ပြီးကောင်းကင်ပေါ်ပြန်တက်သွားပြီးပင်လယ်အောက်ခြေကိုမှုတ်ဆင်းသွားကြတယ်ရင်းနှက်ပိုင်းကတနာကြောက်တန်းကူတွေထဲမှာရတနာတွေရှာကြတယ်အနီအောင်တနာကြောက်တန်းတွေကြားမှာပစုံတွေဖမ်းကြတယ်ဘိုက်စာရင်ပင်လယ်စာတွေကောက်စားပြီးအိတ်ချင်ရင်ခရုခွန်ကြီးတစ်ခုရှာပြီးအိတ်လိုက်ကြတယ်အဲ့ဒီလိုနဲ့ရန်နေငယ်ကုန်သွားတယ်လတာတဲ့ညတညမှာကျမတို့အဲ့ဒီကျဲပုံစံကျွန်းလေးပေါ်ပြန်ရောက်လာကြတယ်တန်းဆက်မှာထိုင်ပြီးခြေထောက်တွေကိုရေထဲမှာစိမ့်ပြီးစော်နေလိုက်တယ်မင်းအိမ်မပြန်ချင်သေးဘူးလားရင်းသွားပြီလားလို့သူကမေးတယ်မြောက်ပိုင်းပင်လယ်ကဒီလောက်ကြီးတာရန်နေနေလောက်နဲ့ဘယ်လုံးလောက်မလဲလို့ပြောလိုက်တယ်ပြီးတော့ရှင်းစိတ်တွေတက်တာသွားပြီလားလို့မေးတော့သူကအဲ့ဒီနေ့ကအရွယ်ရောက်တဲ့ပွဲအပြီးမှာအပြင်ထွက်လေချင်တာခွင့်တောင်းဖို့သွားတာ
ဒါပေမဲ့သူတို့ကအားဟန်အကြောင်းပြန်ပြောနေကြတာကိုကြားပြီးငါရဲ့မွေးဖွားလာမှုကမတော်တဆတစ်ခုဆိုတာငါသိလိုက်ရတယ်ငါနားမလည်ဘူးအချင်းမရှိတဲ့လူနှစ်ယောက်ကဘယ်လိုလုပ်ပြီးကလေးအတူတူယူနိုင်ကြတာလဲဒါပေမဲ့အခုကြည့်ရတာအဲ့ဒီလိုမျိုးလည်းမဟုတ်တော့ဘူးထင်တယ်အရန်ရှုပ်ထွေးတယ်လို့ရှောင်းရန်ကပြောတယ်အဲ့ဒါနဲ့ပဲရှင်ကအိမ်ကနေထွက်ပြေးလာတာလားလို့ကျမမေးလိုက်တယ်ငါကအားဟန်ဆိုတာဘယ်လိုပုံစံလဲသိချင်လို့တွားရှာမလို့ဒါပေမဲ့မြို့ပြင်ရောက်တော့မှသူဘယ်မှာနေလဲဆိုတာမသိဘူးလေပြန်လှည့်သွားမလို့လို့တော့လဲပစုံစစ်သားတွေကမြို့နဲ့လိုက်ရှာနေကြပြီအိမ်ကထွက်လာတာနိုင်ဝက်လောက်ပဲရှိသေးတယ်ဆိုတော့ကို့ဘာသာပြန်သွားရရင်ရှက်စရာကြီးတယ်လေအဲ့ဒါဆိုကျမနဲ့တွေ့တဲ့အချိန်ကဘယ်နည်းရရှိသွားပြီလဲလို့မေးတော့9ရက်တဲ့ကျမလည်း9ရက်ကြီးများတောင်တော်တာပေါ့လို့ပြောတော့ရှောင်းရန်ကခေါင်းညိတ်တယ်ကျမငြိမ်နေတာကိုမြင်တော့ရှောင်းရန်ကခဏလောက်စဉ်းစားပြီးတိုးတိုးလေးမေးတယ်ခုနကမင်းပြောတာငါ့ကိုလှောင်တာလားတဲ့လေကျမနည်းနည်းအံ့ဩသွားတယ်သူတကယ်ရိပ်မိသွားတာပဲရှောင်းရန်ကကျမကိုတေချာကြည့်ပြီးငါကတိတ်မတော်ဘူးဆိုတာသိပါတယ်သူများပါပြောယုံတတ်တယ်ဒါပေမဲ့ငါအမေကအရန်တော်တယ်အရင်ကဆိုငါကအဖေနဲ့တူလို့တုံးတယ်လို့ထင်ခဲ့တာဒါပေမဲ့အဲ့ဒီနေ့ကမင်းတို့စကားပြောနေတာကိုကြားတော့မှအဖေလည်းအရန်တော်မှန်းသိလိုက်ရတယ်ပိုတောင်တော်သေးတယ်သူတို့လိုညံကောင်းတဲ့လူနှစ်ယောက်ကဘာလို့ငါ့လိုတုံးတဲ့ကလေးမွေးလာရတာလဲမသိဘူးနော်လို့ဝမ်းနေစွာနဲ့ပြောတယ်ဘယ်ဟုတ်မလဲရှင့်မေကကြိုက်မှာပေါ့လို့ဖြေမလို့တွေးလိုက်ပေမဲ့ကျမလည်းမပြောဖြစ်ခဲ့ပါဘူးစိတ်တက်ကြပြီးရေကိုကန်နေတဲ့ရှောင်းရန်ကိုကြည့်ရင်ကျမခဏလောက်စဉ်းစားလိုက်တယ်လွန်ခဲ့တဲ့ရက်အနည်းငယ်ကဒီရောက်နေတော့အဖေနဲ့အမေစီစာပို့လိုက်တယ်အချိန်တွက်ကြည့်ရရင်မနေ့ပြန်လောက်ဆိုသူတို့ဒီရောက်လာတော့ပြီလို့ကျမပြောလိုက်တော့သူကနားမလဲတယ်လို့ကြည့်တယ်ရှင့်အဖေကရှင့်အမေနဲ့ကျမအမေအဆက်အသွယ်လုပ်တာကိုရှိနေပြီမို့လို့မတားတော့ဘူးလို့ပြောတယ်လို့ပြောလိုက်တယ်ရှောင်းရန်ကခေါင်းညိတ်တယ်ရှင့်ရဲ့ပင်ကိုစရိုက်ကကျမတို့မိသားစုနဲ့အရန်ကိုက်နေတယ်လို့ထင်တယ်ကျမတို့မိသားစုထဲဝင်ဖို့အရန်တင့်တော်တယ်လို့မျက်စိတစ်ဖက်မိတ်ပြရင်ပြောလိုက်တယ်ရှောင်းရန်ကနားမလဲပဲဘာစရိုက်လဲလို့မေးတယ်ရုပ်ချောပေမဲ့အုံနောက်မရှိဘူးတုံးတဲ့စရိုက်လေးလို့ဖြေလိုက်တယ်ရှောင်းရန်လည်းတိတ်မကြိုက်ပေမဲ့အေးလေမင်းမအုံနောက်မရှိတာဆိုပြီးကိုတိုးတိုးလေးရည်ရွတ်တယ်ကျမပြုံးပြီးသူ့မျက်နှာလေးကိုကင်လိုက်တယ်အုံနောက်ဆိုတာဘာရေးကြီးလို့လဲရုပ်လေးချောနေရင်ရပြီပေါ့လို့ပြောလိုက်တယ်ရှောင်းရန်ခဏလောက်စဉ်းစားပြီးခေါင်းညိတ်တယ်ဟုတ်တယ်အဲ့ဒါလည်းအကြောင်းပြချက်တစ်ခုပဲလေကျမရေးလိုက်မိတယ်ပြီးတော့မတက်ရက်ပြီးလာရအောင်မှသူ့စီလက်ကမ်းပေးလိုက်ပြီးဒီညပဲထွက်ပြေးကြရအောင်လို့ပြောလိုက်တယ်ဖူရှိတောင်ကိုပြန်တန်းသွားတဲ့လမ်းမှာရှောင်းရန်ကကျမကိုမေးတယ်ငါတို့ဘယ်ကိုသွားနေတာလဲလို့မေးတော့ကျမလည်းဖူရှိတောင်လို့ဖြေလိုက်တယ်မနေ့ပြန်တကားမင်းကြီးကသူ့သားထွက်ပြေးသွားတာကိုသိသွားရင်အချစ်ပြိုင်ဘက်ပြန်ရောက်လာတဲ့စစ်တလင်းပြင်ကြီးဖြစ်သွားမလားအကိုကြီးနဲ့အမကိုပဲမှတ်တမ်းတင်ပေးဖို့အကူအညီတောင်းရတော့မှာပဲအရွယ်ရောက်တဲ့ပွဲပြီးချင်းအိမ်ကနေထွက်ပြေးသွားတဲ့အလှလေးကိုအိမ်ခေါ်လာတယ်ဆိုတာကျမတို့မိသားစုရဲ့အစဉ်လာပဲလေရုပ်ချောတဲ့ငရုံးလေးတွေကိုသဘောကျတာကလည်းအတူတူပဲအချိန်တော်ကြာပြီးတဲ့နောက်နေ့တစ်နေ့မှချင်းရန်ကရုတ်တရက်တစ်ခုခုကိုတတိယသွားတယ်ငါတို့နှစ်ယောက်ရဲ့အရွယ်ရောက်တဲ့ပွဲကအချိန်တော်တော်လေးနီးစပ်တယ်နော်တကယ်တော့ဘသူကပိုကြီးတာလဲလို့မေးတော့ကျမလည်းတေချာတွက်ကြည့်လိုက်တော့ရှောင်းရန်ကကျမထက်2ရက်ပိုကြီးနေတယ်အဲ့တော့ချင်းရန်ကအရန်ဝမ်းသာသွားပြီးသူ့ကိုအကိုလို့ခေါ်ဖို့ပူစာတော့တာပဲသူ့ရဲ့ပျော်ရွှင်ကုန်ယူနေတဲ့ပြုံးကိုကြည့်ပြီးသူ့ဆန္ဒကိုတဝက်လောက်ဖြည့်ဆည်းပေးဖို့ဆုံးဖြတ်လိုက်တယ်။လက်ချောင်းခံပြီးရန်ကိုလို့ခေါ်လိုက်တယ်။ဒီအတန်ကလူပြည်ကိုသွားပြီးတချင်းလေးတွေနားထောင်ရင်းပြည်တဲ့စာယုံတွေမှာကြားရတဲ့အတန်မျိုးနဲ့ခေါ်လိုက်တာ။ရှောင်းရန်ကြားပြီးတော့အန်ကျင်သွားတယ်။ကျမလည်းမျက်လုံးမေးပြီးသူ့ကိုစိုက်ကြည့်လိုက်တယ်။ရှောင်းရန်ကနားမလဲစွာနဲ့ငါဘာလို့အန်ကျင်သွားတာလဲတဲ့။ကျမလည်းအမြင်ကက်ကက်နဲ့ကိုဝင်ရှိနေလို့နေမှာပေါ့လို့ဖြေလိုက်တယ်ဟာ။မဖြစ်နိုင်တာနှစ်ယောက်တည်းကဘာလေးမှာနေလို့မှမဝသေးတာဘူး။လို့ပြောတော့ကျမပို့ပြီးအံ့ဩသွားတယ်လို့စိတ်လှုပ်ရှားတယ်လို့နဲ့တကယ်ကြီးလား။ငကားမျိုးတွေမှာအထီးတွေလည်းကိုဝင်ဆောင်နိုင်တဲ့လျှို့ဝှက်နီးလန်းရှိလို့လားလို့မေးလိုက်တယ်။အဲ့ဒီတော့မှရှောင်းရန်သဘောပေါက်သွားတယ်။အော်ဟုတ်သားပဲငါကကိုဝင်ဆောင်လို့မရဘူးပဲတဲ့လေ